အားလုံးပဲမင်္ဂလာပါခင်ဗျာအပတ်စဉ်ကြာသပတေးနေ့တိုင်းတင်ဆက်နေကြဖြစ်တဲ့ Mnet News စာနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာလူသားတွေအတွက်အလွန်ရေးကြီးတဲ့နှစ်စဉ်ပန်းရောင်ကတ်တက်တန်းတိုးခြင်းနဲ့ရှောက်ထားခြင်းဆိုင်ရာနောက်ဆုံးရသတင်းချက်လက်တွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံအပါအဝင်ရွှေပြောင်းလူသားတွေအတွက်ကိုပန်းရောင်ကတ်တက်တန်းတိုးခြင်းနဲ့လူသစ်လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်များကိုထိုင်းဆိုရအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့နှစ်စဉ်စီစဉ်များသတ်မှတ်ကတရားဝင်ဆောင်ရွက်ပေးရရှိပါတယ်။ထိုင်းဆိုရရဲ့ပန်းရောင်ကတ်ဆိုင်ရာနောက်ဆုံးရအချက်လက်များမှာတက်တန်းတိုးခြင်းလုပ်ငန်းစဉ်အတွက်ယခုနှစ်အတွက်ဆိုရင်လုပ်သားများအနေနဲ့အလုပ်ရှင်မှတစ်ဆင့် online ကနေပြီးတော့တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။လုပ်ပိုင်ခွင့်ပါမစ်ကိုလည်းတက်တန်းတိုးခြင်းကိုဆောင်ရွက်နိုင်ပြီးတော့အစစ်အစဉ်သောဗီဇာတက်တန်းတိုးမှုများအောင်မြင်ပါက2028ခုနှစ်မတ်လ31ရက်နေ့ထိတရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရရှိမှာဖြစ်ပါတယ်။2026ခုနှစ်အတွက်ဗတ်တိတ်ရိုက်မဲ့သူများအနေနဲ့ကတော့လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားရှိဖို့တိုက်တွန်းနှိုးဆော်လိုပါတယ်။ဒီအကြီးရဲ့သတိပေးချက်အနေနဲ့ကတော့ပန်းရောင်ကတ်လုပ်ငန်းစဉ်တွေလှုပ်ဆောင်ကြတဲ့အခါမှာဂျားပွဲစားတွေရဲ့မဟုတ်မမှန်ပြောဆိုလိမ်လည်လှည့်ပြောင်းမှုတွေကိုမခံရစေဖို့အတွက်အထူးကူးစိုက်စေလိုပါတယ်။မိမိတို့ရဲ့အလုပ်ရှင်တွေနဲ့ဓာတ်ရိုက်တိုင်ပင်ပြီးတော့ထိုင်းဆိုရကတရားဝင်သတ်မှတ်ထားတဲ့ကုန်ကျစရိတ်အတိုင်းပဲပေးသွင်းလှုပ်ဆောင်ကြဖို့တိုက်တွန်းနေပါတယ်။အကယ်၍ကူညီဆောင်ရွက်ပေးမဲ့သူများလိုအပ်ပါကလည်း Mnet တို့ဓာတ်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်းအသိပေးကြောင်းကြားအပ်ပါတယ်။အဲဒါကြောင့်မို့လို့မိမိတို့ရဲ့ထောက်ထားတွေကိုအချိန်မီအစဉ်ပြေချောမွေ့စွာတက်တန်းတိုးနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့အခုလိုစောင့်မျှော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကောင်းဆက်ပါအားလုံးပဲဘေးကင်းလုံခြုံတဲ့လုပ်ငန်းခွင်နေ့ရက်တွေကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ Mnet, your social partner.